ဒီနေ့ကတော့အလုပ်ပိတ်ရက်ဖြစ်တဲ့အတွက်ဝက်ကြေးဦးစီချက်လုပ်စားပါမယ်အရှင်ဦးဆုံးအနေနဲ့ဝက်ရိုးပြုတ်ပါမယ်ဝက်အသေးထည့်ပါမယ်ကျင်းနဲ့စားအနှင်းငယ်ထည့်ပါတယ်ဒီနေရာမှာချက်လက်ကရေကိုလည်းထည့်ပြီးတော့ပြုတ်ထားပေးပါတယ်ထည့်ပြီးတဲ့အခါမှာတော့အဖုံးအုပ်ပြီးတော့ခဏပြုတ်ထားပါမယ်ပွက်ဆူလာတဲ့အခါမှာတော့ရေပြောင်းဆေးပေးရပါမယ်ဒီနေရာမှာရေဆေးတာတော့မပြတော့ပါဘူးเนาะရေဆေးပြီးတဲ့အခါမှာတော့ဝက်ရိုးနဲ့ကျင်းကိုနောက်တစ်ထပ်ပြန်ပြုတ်ပေးပါမယ်ငုံဥပြုတ်ထားပါမယ်ဝက်သားလုံးလုပ်ဖို့အတွက်ဝက်သားကြိတ်ပြီးသားကိုသုံးပါမယ်ငဖယ်ထည့်ပါမယ်ပြောင်းကော်မုံအနှင်းငယ်ထည့်ပါမယ်ကျင်းနဲ့ကြက်သွန်ပြူထောင်ပြီးတော့အရေးညစ်ပြီးတော့ထည့်ပေးပါမယ်အရေးညစ်ပြီးသားအဖက်တွေကိုတော့နှမျောတာနဲ့အကုန်လုံးထည့်နေလိုက်ပါတယ်စားအချိုမုံငရုတ်ကောင်းမုံနဲ့ကြက်သားမုံတို့ကိုထည့်ပြီးတော့သမအောင်မွေပေးထားပါမယ်နေပြီးသွားတဲ့အခါမှာတော့ရေခဲတာထဲမှာထည့်ပြီးတော့ခဏလောက်နှက်ထားပါမယ်အသေးပြုတ်ထားတာကြက်ပြီးဆိုရင်တော့သူ့ကိုလှီးထားပေးပါမယ်ချစ်သွန်ပြူစီချက်ဖို့အတွက်ကြိတ်ထားပေးပါမယ်စီပူလာရင်တော့ချစ်သွန်ပြူကြိတ်ထားတာလေးတွေထည့်ပြီးတော့ကြော်ထားပေးပါမယ်ကြော်နေနဲ့အယောင်လေးရဲလာပြီဆိုရင်တော့စကားလေးထဲမှာထည့်ပြီးတော့စီစစ်ထားပေးပါမယ်အချင်းလုပ်ဖို့အတွက်မကြီးသီးပြုတ်ပါမယ်ထညက်ခဲထည့်ပြုတ်ပါမယ်မကြီးအနှစ်ရည်တွေကိုငရုတ်စီထည့်ထားပါတယ်ချစ်သွန်ပြူနဲ့ငရုတ်သီးစိမ့်ကိုလည်းထောင်းပြီးတော့ထည့်ပါတယ်အရသာကတော့ငံပြားရေးထည့်ပါတယ်စားအနှင်းငယ်နဲ့အချုံမုံနှင်းငယ်ကိုလည်းထည့်ထားပေးပါတယ်အရသာအကုန်ထည့်ပြီးရင်တော့သမအောင်မွေထားပေးပါမယ်သမယာရဲ့အနှင်းငယ်လေးလည်းထည့်ထားပေးပါတယ်စောကဝက်ရိုးပြုတ်ထားတဲ့အထည်ကိုပဲကိုစားကျင်တဲ့အရွက်ကလေးထည့်ပြီးတော့ပြုတ်ထားပေးပါမယ်ကြာစံလေးလည်းပြုတ်ပြီးတော့ဆက်ထားပေးထားပါတယ်ကြာစံပြုတ်ထားတဲ့အထည်ကိုဘဲငံပြားရဲ့အကြီးဘဲငံပြားရဲ့အနောက်ထည့်ထားပေးပါတယ်ချစ်သွန်ပြူကြော်တုံးကရထားတဲ့စီချက်ရည်လေးကိုလည်းထည့်ပြီးတော့သမအောင်မွေထားပေးပါမယ်စီချက်ထဲကိုထည့်စားမဲ့အစာပလာတီကိုလည်းချစ်သွန်ပြူစီချက်ရည်လေးနဲ့နေထားပေးပါမယ်ကြာစံကလည်းဝက်ရိုးပြုတ်ရည်နဲ့ပြုတ်ထားဖြစ်တဲ့အတွက်သူရစာနဲ့သူရှိပါတယ်ကိုစားချင်တာလေးတွေကိုလူတလောက်ပေးမှထည့်ပေးပါမယ်အားလုံးပြီးပြီဆိုရင်တော့ချစ်သွန်ပြူစီချက်ထားတဲ့အဖက်ကလေးတွေကိုပေါ်ကနေဖြူပြီးတော့စားလို့ရပါပြီအသားလုံးနဲ့ကလေးစားတွေကိုတော့ချင်လေးနဲ့တူစားပါမယ်ဒီနေရာမှာကြေးဦးစီချက်ပဲစားချင်တာမလို့စီချက်တစ်မျိုးပဲလုပ်ထားပါတယ်တကယ်လို့ကြေးဦးစားချင်တယ်ဆိုရင်တော့ကြာစံတဲ့ကိုပဲငံပြားကြီးထည့်နေကြမလို့ပဲနဲ့ဝက်ရိုးပြုတ်ထားတဲ့အရေးနဲ့ပဲထည့်ပြီးတော့ကလေးစားလေးနဲ့တွဲပြီးတော့စားသုံးလို့ရပါတယ်